Okay အဲ့ဆိုကျွန်တော်နံပါတ်2ပေါ့နော်နံပါတ်2ကိုသွားမယ်နော်ဟုတ်ပြီနော်နံပါတ်2ကကျွန်တော် shock ချောの役割ပေါ့နော် shock ချောの役割ဆိုတာကျွန်တော်ခေါင်းဆောင်ရဲ့တာဝန်ပေါ့နော်သူ့ရဲ့အခန်းကဏ္ဍပေါ့နော်သူ့ရဲ့အခန်းကဏ္ဍတွေကဘာတွေရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစာကြီးကိုကျွန်တော်တို့ဖတ်တော့ဖတ်စီနေပေါ့နော်စောစောပြောလို့ဒီကအရေးကြီးတဲ့အကြောင်းအရာတွေကျွန်တော်ဒီကထားဖတ်ပြမယ်ပေါ့နော်အဲ့တော့shock ချောの頑張ってshock ချောဆိုတာပေါ့နော် shock ချောကပေါ့နော်工事頑張って作業員を直接直接指揮する指導監督者ですပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီခေါင်းဆောင်အနေနဲ့ပေါ့နော်ကျွန်တော်တို့လောက်ခွင်ကမ်းပါမှာကျွန်တော်စာပြောအင်းဒီအလုပ်သမားတွေကို直接指揮する指導監督者ですဆိုတာကျွန်တော်ဓာတ်ရိုက်ညွှန်ကြားရတဲ့ကြီးကြပ်ညွှန်ကြားရတဲ့သူဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်စာပြောအင်းအနေနဲ့အဓိကထိတွေ့ရတဲ့လူကလည်းပဲ shock ချောဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က diet ထိတွေ့ရတာဖြစ်တယ်ကျွန်တော် shock ချောရဲ့တာဝန်ကကျွန်တော်တို့က gamma လူတွေနဲ့ diet ထိတွေ့ရတာအပေါ်ကလူတွေနဲ့ထိတွေ့ရတယ်ပေါ့နော်အများကြီးထိတွေ့ရညွှန်ကြားတဲ့လူတွေနဲ့တို့ထိတွေ့ရအဲ့တော့ gamma နဲ့အများဆုံးထိတွေ့ရဆိုတော့ကျွန်တော် shock ချောဖြစ်တယ်ပေါ့နော်အပေါ်ကလူကတိတ်ပြီးတော့ထိတွေ့ရမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့毎日の作業を進めながら作業員の安全作業員工程多種特殊の調整を行いますနော်အဲ့ကျွန်တော်တို့ကနေတိုင်းအလုပ်တွေလုပ်နေတယ်ကျွန်တော်တို့ကဒီဟာဝန်ထမ်းတွေရဲ့ baking ဘိုးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ quality ပစ္စည်းရဲ့ရေးသွေးပိုင်းတွေပြီးလို့ရှိရင်လုပ်ငန်းရဲ့အချိန်စရာ process ပိုင်းတွေပြီးတော့အခြားလုပ်ငန်းတွေနဲ့ကျွန်တော်တို့ကညှိနှိုင်းဆောင်ရွက်မှုတွေကျွန်တော်တို့ကလုပ်ရတယ်ပေါ့နော်အဲ့ဒီအထက်မှာမှဒီမှာမှအရေးကြီးတဲ့ဟာနှစ်ချက်ရှိရပေါ့နော်အဲ့ဒါဘာလဲဆိုရှင် true keyboard ရောနော် Gamma နဲ့short keyboard Gamma ဆိုရှိရပေါ့နော်အဲ့တော့ဒါ true keyboard Gamma ဆိုတာကျွန်တော်တို့ဒီအလက်လွဲဘယ်လိုပြောမလဲအလေလက်ပေါ့နော်လေလက်ကနေပြီးတော့မှအထက်ပေါ့နော်အကြီးစားလုပ်ငန်းတွေပါအောင်ကြီးစားလုပ်ငန်းခွင်တွေပါအောင်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကအငယ်စားနဲ့ဆိုပြီးတော့နှစ်ခုခွဲလိုက်တယ်ပေါ့နော်အဲ့ဒီမှာကကျွန်တော်တို့ကအလေလက်နဲ့အထက်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးခံတယ်ဝန်ထမ်းတွေအများကြီးခံတယ်ဒီမှာမှသူက Gamma signature နဲ့ Gamma ခန်းတုတ်ခုရှာပေါ့နော်အဲ့လိုလူမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့ Gamma signature နဲ့ Gamma 監督者の連携しながら自分の職種と作業員をまとめますနော်အဲ့လိုနဲ့ပဲကျွန်တော်တို့ကဆက်သွယ်ဆောင်ရွက်ရင်းနဲ့ပဲကျွန်တော်တို့လုပ်ငန်းတွေရဲ့ဟဲ့လားဒီ職種の作業員をまとめますပေါ့နော်ကျွန်တော်လုပ်ငန်းတွေကိုလည်းပဲလားစီမံခန့်ခွဲရတယ်ပေါ့နော်အဲ့တော့တိုင်းချင်းတဲ့ကုသိုလ်ကဘာလဲဆိုလို့ရှိရင်情報smooth style ကျွန်တော်တို့က data အချက်လက်တွေကိုsmooth ဖြစ်အောင်ပေါ့နော်ချောချောမို့ဖြစ်အောင်ပြောဖို့လိုမယ်စာ教員に正しく指示するပေါ့နော်စာ教員တွေကိုကျွန်တော်တို့ကမမှန်ကန်ကန်ညွှန်ကြားဖို့လိုမယ်နောက်ပြီး他職種の連絡調整するပေါ့နော်အခြားလုပ်ငန်းတွေနဲ့ဆက်သွယ်ရမယ်ညှိနှိုင်းဆောင်ရွက်ရမယ်ပေါ့နော်အဲ့လိုမျိုးဒီဂမ်ဘလေလက်ကနေအကြီးကြီးမှာကျွန်တော်တို့အဲ့လိုလုပ်ရတယ်ပေါ့နော်အဲ့တော့ဂမ်ဘငယ်ဒီမှာကျတော့ဘယ်လိုလုပ်ရလဲဂမ်ဘငယ်ဒီမှာကျတော့ချုပ်ချောကဂမ်ဘ責任者の役割することもありますဂမ်ဘငယ်ကျတော့လူသိမ့်မခံနိုင်ဘူးဗျလူသိမ့်မခံနိုင်တဲ့အခါကျတော့ဂမ်ဘ責任者အနေနဲ့တာဝန်လည်းလုပ်ရတာရှိတယ်အဲ့住宅神社寺などでは職長を親方や東洋と呼ぶこともありますပေါ့နော်အဲ့တော့သူကဒီနေရာမှာတော့ဆရာကြီးဖြစ်သွားပြီဗျာဆရာကြီးဖြစ်သွားပြီဖြစ်တဲ့အတွက်ကိုဒီလိုအိမ်ဒီပါကြီးစောက်တာတို့ကျင်းကြတေတာတို့ပါမှာဆိုလို့ရှိရင်ဒီခေါင်းဆောင်ပေါ့နော်အိုယာဂတာပေါ့နော်ဒီမှာဆိုရင်တော့နားလည်အောင်ပြောရင်ဆရာကြီးပေါ့နော်ဆရာကြီးကထိုးရိုးဆိုတာကြောင့်ဒီမှာလက်သမားခေါင်းဆောင်အနေနဲ့ခေါ်တဲ့ခါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အရေးကြီးတဲ့ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဟဲ့လားဂမ်ဘခဏနော်ကျွန်တော် highlight လုပ်ပေးမယ်ဂမ်ဘမှာဒီဂမ်ဘလူတွေနဲ့ဟာဓာတ်ရိုက်ထိတွေ့ဆက်ဆံရတဲ့လူကရှုပ်ရှော့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟုတ်တယ်နော်အဲ့ဒါမှမနော်ခဏနော်ဟိုကပြုတ်ဖြစ် highlight ကဂမ်ဘလူတွေနဲ့ဓာတ်ရိုက်ထိတွေ့ရတဲ့直接指揮する指導監督者ဖြစ်တယ်ပေါ့နော်ဂမ်ဘလူနဲ့ဓာတ်ရိုက်ထိတွေ့ရလို့ဖြစ်တယ်နောက်တစ်ချက်က中規模以上のガンバမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဂမ်ဘာ責任者တွေဂမ်ဘာ監督တွေနဲ့ပေါ့နော်ဂမ်ဘာတာဝန်ခံတွေနဲ့လုပ်ငန်းကြီးချက်တွေနဲ့ကျွန်တော်တို့ကလန်ခဲလုပ်ပြီးတော့ကျွန်တော်လုပ်ငန်းတွေဆောင်ရွက်ရတယ်ပေါ့နော်။ဘာလို့ရလဲဆိုရင်
조 스타일 스무스니 스타일 다 사견 다다시고 시시스를 다 쇼크스들라나 붙여세스를 보나 그래서 쇼키부 가마 마소에노 저런 발로 알레 소르신 세키니 샤니네 야쿠와리 소토 코토모 아리 로아묘레 시레 저런 리로묘니 아리마소인 주다쿠 진자나누마소인 쇼크조와 오야가타 도리오 뭐 여부 코토모 아리마스အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလွယ်လွယ်ကူမှတ်လို့ရတဲ့ဟာရှိမယ်ပေါ့နော်ဒီဟာလေးဆိုရင်ဒီဟလာချုပ်စစ်စုချုပ်စစ်တိုင်းထိတွေ့ရတဲ့ကြီးကျယ်ညွှန်ကြားသူဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအဲ့တော့နှစ်ခုရှိတယ်ဂမ်ဘာအနေနဲ့နှစ်ခုရှိတယ်အလေလက်နဲ့အသေးပေါ့နော်အလေလက်မှာဆိုရင်ကျွန်တော်တို့ကဂမ်ဘာစက်ကီနီရှာနဲ့ဂမ်ဘာခန်တူရှာနဲ့ဟာလာဆက်သွယ်ပြီးတော့ပေါ့နော်ညှိနှိုင်းပြီးလုပ်ရတယ်အကယ်၍များအသေးမှာဆိုရှင်ကျွန်တော်ကဂမ်ဘာစက်ကီနီရှာလုပ်ရတဲ့ခါမျိုးလေးရှိတယ်သူ့ကိုကျတော့ဒီလိုနေရာတွေမှာဆိုရင်ဂျူတာကူလိုဂျင်ဂျာလိုနေရာတွေမှာဆိုရင်အိုယာဂါတာထိုးယောလို့ခေါ်တဲ့ခါမျိုးလည်းရှိတယ်။အဲ့ဒါလေးကိုအဓိကမှတ်ထားမယ်ဆိုရင်ဘာပြောစာဒီမိကုန်းတွေပါဖြေနိုင်မှာပေါ့နော်။မိကုန်းတွေပါဖြေနိုင်တာဖြစ်တဲ့အတွက်ဒီအကြောင်းအရာလေးအဓိကထားပြီးမှတ်ထားစီချင်တယ်ပေါ့နော်။ Okay အဲ့ဆိုကျွန်တော်နံပါတ်3သွားမယ်နော်။